စိတ်ချပါအဲ့ဒီကောင်ရှီချန်ကတော့10ရက်အတွင်းတေးရမှာတေးချတယ်လို့လီလေးကဆေးရုံပင်ပေါ်ကနေမဲ့ပြုံးနဲ့ပြောလိုက်တယ်သူကကျိတ်ဟွန်ကိုင်းမှာရှိတဲ့သူ့ရဲ့အဆက်အသွယ်တွေကိုတုံးပြီးနှက်ခတ်နိုးထားပြီးသားထိတ်တန်းလူသက်သမားတွေကိုအကုန်စီစဉ်ပြီးပြီလေရှီချန်ကိုထိုက်တန်တဲ့အဖိုးအခပြန်ပေးဖို့သူတို့တွေအားခဲထားကြတာပါမကြခင်မှာပဲ3ရက်မြောက်တဲ့နေ့ကိုရောက်ရှိလာပြီးစိန်ခေါ်ပွဲကျင်းပမဲ့ကျိတ်ဟွန်ကိုင်းရဲ့နေမြေထဲမှာတော့လူတွေဟာအုံကြွနဲ့ပြည့်နေနေပါတယ်လူအုပ်ကြီးကတော့တိုက်ခိုက်နိုင်စွမ်းမရှိတဲ့မြင်းကြားနှက်ခတ်ပိုင်ရှင်ကဘလို့တက်တိနဲ့ဂိုင်းချုပ်ကိုလာစိန်ခေါ်တာလဲဆိုပြီးဝိုင်းလောင်နေကြတာပေါ့ဒါပေမဲ့ရှီချန်ကတော့ဘာကူမှဂယုမဆိုင်တဲ့လေတံနဲ့တီတီငိမ့်ငိမ့်ပဲလက်ဝှေ့စင်ပေါ်ကိုတက်လန်းသွားခဲ့ပါတယ်သူ့ရဲ့ပြိုင်ဘက်ကတော့အရက်ရှိပင်မြင့်ပြီးတောင်တင်းတဲ့လူတန်ကြီးဝမ်ဟူပါဝမ်ဟူရဲ့နောက်ကျောမှာတော့ရွှေရောင်လင်းနှန်းတွေထွက်နေတဲ့ရွှေကြားနှက်ခတ် Golden Tiger Soul ကကြောက်မက်ဖွယ်ကောင်းအောင်ပေါ်ထွက်နေပါတယ်ဝမ်ဟူကရှီချန်ကိုလောင်ပြုံးရင်းရှမ်းဟန်ကောင်းချုပ်ကြီးငါ့ကိုနာမည်ကျော်ကြားဖို့အခွင့်အရေးပေးတဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ပွဲကတော့အညတာမရှိဘူးနော်မတော်တဆငါခြေထောက်အောက်မှာနင်းချီကန်လိုက်ရရင်တော့ငါ့ကိုအပြစ်မတင်နဲ့လို့ကြုံဝါလိုက်ပါတယ်ပြောဆိုနဲ့ပဲဝမ်ဟူဟာသူ့ရဲ့ရွှေကြားနှက်ခတ်အင်အားကိုအပြည့်အဝထုတ်ဖော်လိုက်ပြီးပြင်းထန်တဲ့အရှိန်ဟုန်နဲ့ရှီချန်စီကိုစတင်တိုက်ခိုက်ပါတော့တယ်အခုတင်ဆက်ပေးတဲ့ဗီဒီယိုကိုကြိုက်နှစ်သက်ရင် like comment နဲ့ subscribe လေးလုပ်သွားပေးပါကျေးဇူးတင်ပါတယ်ပြု